အဲ့တော့ဒီရှေ့တစ်ပတ်ကတော့ကျွန်တော်တို့ဘာတွေသွားလဲဆိုတော့ဒီ background image သွားတယ်ပြီးတော့ကျွန်တော်တို့ flow နဲ့ပတ်သက်ပြီးတော့သွားတယ်ပေါ့နော်ပြီးရင် font website icon တွေထည့်တယ် table နဲ့ပတ်သက်ပြီးသွားတယ် transition transform တွေသွားခဲ့တယ်ပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်တို့ image နဲ့ပတ်သက်တာလေးသွားတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးတွေကဘာလေးတွေလောက်တာလဲတစ်ချက်လောက်တစ်ချက်revision သဘောမျိုးလေးပြောကြည့်ပါဦးအဲ့တော့မှားတဲ့ကိစ္စမရှိဘူးเนาะကျွန်တော်တို့အဓိကကိုတေချာလုပ်ရင်ကိုတေချာရမယ်အဲ့လိုပေါ့เนาะကျွန်တော်တို့တခုရှိတာကဒီ design ဒီကျွန်တော်တို့သူ့ရဲ့ property တွေကိုကျွန်တော်တို့ရထားဖို့လိုတယ်ရထားဖို့ဆိုတာထက်အယူအဆကိုပို့ပြီးတော့တည်ထားဖို့လိုတယ်ပေါ့เนาะဥပမာdisplay pad နဲ့ပတ်သက်ပြီးတော့ဆိုရင်ဒီ display flash ကဘယ်လိုလုပ်လဲ position ဆိုရင် relative ဘယ်လိုလဲ absolute ဘယ်လိုလဲ static grid ပြီးရင်ကျွန်တော်တို့ sticky တို့ face တို့ဘာလို့ရှိမယ်အဲ့တော့တစ်ခုချင်းစီကဘယ်လိုအခြေအနေမှာဘယ်လိုပုံသက်တည်ဆောင်လဲအဲ့လိုပေါ့เนาะအယူအဆကိုကျွန်တော်တို့ကတည်ထားရမယ်အဲ့တော့ဒီ project တစ်ခုကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကအယူအဆနေပဲကြည့်ရတယ်ပေါ့เนาะကျွန်တော်တို့ဒီတိုင်းသွားပြီးတော့ကြည့်လို့မရဘူးကိုကဒီအောင်မြင်ရင်ဒီဘယ် display လေးကိုဘယ်လိုလေးလုပ်မယ်ဒီရောက်ကို flash နဲ့ဘယ်တစ်ခုညာတစ်ခုဘယ်လိုပိုင်းမယ်အဲ့တော့အဲ့ဟာလေးတွေပေါ့เนาะကျွန်တော်တို့ကြည့်ရပါတယ် okay အဲ့တော့ဒီဟာလေးဘယ်လိုလုပ်လို့လဲတစ်ချက်လောက်ပြောကြည့်ပါဦးပုံမှန် background ချရင်ဒီကောင်ပဲချမှာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာရှေ့တစ်ဘက်ကလုပ်သွားတာဒါပေါ့เนาะဒါမျိုးလေးကျွန်တော်တို့လုပ်သွားတာလုံးဝ background ကကျွန်တော်တို့ face ဖြစ်နေမယ်ဒီအောက်မှာကျွန်တော်တို့စာရေးရှိနေပါเนาะအဲ့တော့နည်းနည်းလေးတစ်ချက်လောက်ပြောကြည့်ပါဦးဟုတ်ဒီနေ့ကတော့ကျွန်တော်တို့ဒီ filter ဘက်သွားမယ်ပြီးတော့grid ပေါ့เนาะ grid နဲ့ပတ်သက်ပြီးတော့သွားမယ်ပြီးရင်ကျွန်တော်တို့ဒီ background image ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ grid နဲ့ပေါင်းပြီးတော့ပါเนาะ login form လေးတစ်ခုကျွန်တော်တို့စရေးကြည့်မယ်ပေါ့เนาะโอเคအဲ့တော့ဒီပေါ့เนาะဘယ်အားပါလောက်လဲမသိဘူးကြားမှာဟုတ်ကြားပါတယ်ဟုတ်background ပြရကြတော့ဘောပုံညာတော့မှာအများကြီးဖြစ်နေမှာတော့ background ဟုတ်တယ်အဲ့ဒီအများကြီးဖြစ်ဟုတ် size background size ကကျွန်တော်ရဲ့မလို့တစ်ခုတော့ပြည့်သွားမယ် background size ကကားပါပဲ file ဟုတ်တယ်ပြည့်အောင်တော့ background position တော့အဓိကထားပြ background ရဲ့အဓိကထားပြ center ဒီလက်ဒီ practical ဟုတ်တယ်ပေါ့နော်အမှန်တယ်အဲ့တော့အဓိကကျွန်တော်တို့ background image သုံးပြီဆိုရင်ကျွန်တော်တို့ကဒါအမြဲတမ်းသုံးကြပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပုံကတပုံနဲ့ကိုကျွန်တော်တို့ကသွားကျင်တာဖြစ်တဲ့အတွက်အမြဲတမ်းလို့ background image သုံးရင်ဒီလေးကဒီလိုပုံစံပဲသွားမှာဒါပေမဲ့တစ်ခုချင်းစီကဘာတွေလုပ်လဲဆိုတာတော့သိထားမယ်ပေါ့နော်အဲ့တော့ကျေးဇူးပါအဲ့တော့တခုရှိတာကျွန်တော်တို့ background image မှာပေါ့နော်ဒီတိုင်း URL ထည့်ရင်နည်းနည်းတိုင်ပတ်နိုင်တာဘာလဲဆိုတော့ထားပါတော့ကျွန်တော် 4K wallpaper ပေါ့ကျွန်တော်တခုရှာလိုက်မယ်ဗျာနဲ့လင်းတဲ့ပုံတစ်ခုပေါ့နော်လင်းတဲ့ပုံတစ်ခုဆိုတော့ကျွန်တော်ဗာထားမလဲဆိုတော့ဟုတ်ဒီကောင်ဆိုတော်တော်လင်းတဲ့အထက်မှာပါတယ်ပေါ့နော်ကျွန်တော်တို့ဒါကိုကျွန်တော် copy image address ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီဘက်မှာသွားပြီးတော့အဲ့ဒီပုံကိုသွားထည့်ထားကြည့်မယ်ပေါ့နော် okay အဲ့တော့ထည့်လိုက်ရင်သေချာပေါက်ကျွန်တော်တို့ဟာလေးက background ကဒီကောင်ဖြစ်သွားမှာအဲ့တော့ပြောမယ်ဆိုရင်ပုံကအရန်လင်းနေတဲ့အခါမှာကျွန်တော်တို့ကြည့်ရတာအဆင်မပြေဘူးပေါ့နော်အဲ့ဒီအခါကျကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့နောက်ကပုံကိုကျွန်တော်တို့ကဘယ်လိုပြောမလဲကာလာတစ်ခုအုပ်လိုက်လို့ရတယ်ဗျာအခုဆိုရင်ကျွန်တော်တို့ကဘာပဲထည့်ထားလဲဆိုတော့ဟိုဟာပဲထည့်ထားတာဒီကျွန်တော်တို့ဓာတ်ပုံနဲ့ထည့်ထားတာပေါ့နော်ဘာမှထပ်ပြီးတော့ထည့်ထားတာမျိုးတွေမရှိဘူးအဲ့တော့အဲ့ကောင်ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ကာလာလေးတစ်ခုထပ်ပြီးတော့အုပ်လိုက်မယ်ပေါ့နော်အဲ့တော့အုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီရှေ့မှာကျွန်တော်ရေးရမယ်အဲ့တော့ comma လေးခံလိုက်မယ်ပေါ့နော်အဲ့တော့ဘာနဲ့အုပ်မလဲဆိုတော့ကာလာတစ်ခုနဲ့အုပ်မှာဖြစ်တဲ့အတွက်ကျွန်တော် linear gradient ဆိုတဲ့ဟာလေးထည့်လိုက်ဒီထဲမှာကျွန်တော်တို့ကြိုက်တဲ့ကာလာထည့်ပေါ့နော်ဟိုမှာကျွန်တော်တို့ထားပါတော့ဒီနေရာ linear gradient မှာကျွန်တော် red လို့ကျွန်တော်တို့ရေးလိုက်ရင်သိကြပါဒီက hash code ပဲရေးတာပေါ့နော်ထားပါတော့ဒီဟာလေးထည့်လိုက်မယ်အနီရောင်လေးကျွန်တော်ပြောင်းလိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့ဒါဒီကျွန်တော်တို့အနီရောင်အုပ်သွားတယ်ပေါ့နော်ဒါမျိုးအဲ့တော့ဒီမှာကျွန်တော်တို့ကထည့်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ရေးရင်ဒီအပေါ်ဘားတွေ့လားအဲ့ဒီအပေါ်ဘားကဘာလဲဆိုတော့ opacity အပြည့်လောက်ထားရင်ဒါဒီလုံးဝတောက်လျှောက်အနီပဲပေါ့နော်တကယ်လို့ဒီဟာလေးကိုကျွန်တော်နည်းနည်းလေး short လိုက်လို့ရှိရင်
နောက်ကပုံမြင်ရတယ်ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာ layer တစ်ခုအုပ်လိုက်တာအဲ့တော့ကိုထဲမဲ့ဟာဒီကျွန်တော်တို့ဒီလိုမျိုးလေး short ယူပေါ့နော် short ယူလိုက်ရင်ဘာဖြစ်လဲဆိုတော့နောက်ကိုမြင်ရတယ်ဒါပေမဲ့ထည့်ရင်တော့ကောင်းတာတော့အမဲထည့်တာပဲကောင်းပါတယ်เนาะအဲ့တော့ကျွန်တော်အမဲယူလိုက်မယ်အမဲကိုမှကျွန်တော်တို့အပေါ်လေးတင်လိုက်ရင်ပို့ပြီးတော့နှက်သွားမယ်ပေါ့နော်ဒီမှာဆိုရင်ပို့နှက်သွားပြီတွေ့အဲ့တော့ဒီဟာကိုထပ်ပြီးတော့ကိုကထပ်မှောင်စီခြင်းကျွန်တော်တို့အပေါ်ဆွဲတင်လိုက်မယ်ဒါဆိုရင်တော်တော်လေးနှက်ပါပြီအဲ့တော့ဒီလိုပုံစံနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီထည့်လိုက်တဲ့ background ကိုဒီဘယ်လိုပြောကလာမှိန်ချလိုက်လို့ရတယ်အရင်တော့ကျွန်တော်တို့မမိန်တော့ဆိုပါလဲဆိုတော့ဒီလိုပုံစံမျိုးဘာဖြစ်လဲဆိုတော့အရင်လင်းနေအဲ့တော့ဘာလုပ်လိုက်ဒီဟာကိုကျွန်တော်တို့နည်းနည်းလေးလုပ်လိုက်တယ်ပေါ့နော်ဒါဆိုရင်တို့ကြည့်လို့ကောင်းတော့ပေါ့ကျွန်တော်တို့ဟာဒီကဒါဆိုရင်ကျွန်တော်တို့နောက်ပိုင်းပေါ့နော်ကိုထည့်ခြင်းနဲ့image နဲ့ပတ်သက်ပြီးတော့ထည့်လို့ရတယ်ဒီမှာ gray ဆိုရင်လည်းဒီမှာပေါ့နော်ကျွန်တော် gray ဘက်ကိုနည်းနည်းလေးတင်လိုက်မယ်ထည့်ရပေါ့နော်များသောအားဖြင့်အမဲပဲတုံတာများတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ခံမှောင်ခြင်းလို့ပေါ့နော်မှောင်ခြင်းလို့ပုံကြတာနော်ဒီဟာလေးလည်းတကယ်အသုံးဝင်တဲ့ဟာလေးပါနော်အပေါ်ကလေကလာတစ်ထပ်အထပ်ပြီးတော့အုပ်လိုက်တာပေါ့နော်โอเคအဲ့တော့ဒါဆိုရင်ကျွန်တော်တို့အခုဘာထက်လုံးမလဲဆိုတော့ကျွန်တော်တို့ဒီ filter နဲ့ပတ်သက်တာလေးကိုသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်06ပြီးရင်ကျွန်တော် grid နဲ့ပတ်သက်တာလည်းသွားမယ် grid လဲကျွန်တော်တို့အဓိကသုံးတယ်ပေါ့နော်အဲ့တော့ position မှာကျွန်တော်တို့ဘာတွေသုံးလဲဆိုတော့ display flash တို့ grid တို့ဒါတွေကအရင်အသုံးများတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ sorry အဲ့တော့ဒီမှာပေါ့နော်အဲ့တော့ image လေးတစ်ခုရှိမယ်ဆိုတော့ image တစ်ခုကိုကျွန်တော်ထည့်လိုက်ရပါเนาะဒါဆိုရင်ကျွန်တော် image လေးတစ်ခုထည့်လိုက်ပြီဒီပုံလေးပေါ့เนาะဒီပုံလေးကျွန်တော်တစ်ခုရှိမယ် okay အဲ့တော့ကျွန်တော်ဒီဟာတခြားပုံတစ်ချက် CSS system ကဒီပေါ့เนาะဒီပုံလေးကျွန်တော်ရှိမယ်ဒါဆိုရင်ကျွန်တော်အဲ့ဒီပုံလေးအများကြီးထည့်ချင်တာဖြစ်တဲ့အတွက်အခုချိန်မှာကျွန်တော်ပွားလိုက်တယ်เนาะဒါဆိုရင်ကျွန်တော်ပုံလေးအရင်ပွားသွားပြီအဲ့တော့အခုချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့အဲ့ဒီ img အားလုံးကိုကျွန်တော်width ကိုကျွန်တော် sorry separate ဟုတ်တယ် sorry stand ပေါ့เนาะ img အားလုံးကိုကျွန်တော် width တစ်ခုပေးလိုက်ပေါ့เนาะ300 pixel ဒါဆိုရင်အားလုံးဒီကျွန်တော်တို့ဒီ site တစ်ခုမှာရှိတယ်ပေါ့เนาะโอเคအဲ့တော့ဒီမှာဓာတ်ပုံလေးအများကြီးပဲပေါ့နော်အဲ့တော့ဘာလုပ်ချင်လဲဆိုတော့ကျွန်တော်အဲ့ဒီ image လေးကိုကျွန်တော်နှိပ်ချင်ရင်အရင်တော့ transform နဲ့transition လုပ်ခဲ့တယ်ပေါ့နော် transition ဒီပါလဲဆိုတော့ကျွန်တော်တို့ဒီဟိုပါပေါ့အဝင်အထွက်ဒီ timer လေးတစ်ခုပေါ့နော်ကျွန်တော်တို့သွားတာเนาะအဲ့တော့အဲ့ဒီဟာကိုသုံးတယ် transform မှာကျွန်တော်တို့ရွေးလို့ရတာဒါတွေရှိတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့သုံးခဲ့တယ်အဲ့တော့ဒါလေးတွေကဘာလဲဆိုတော့ကျွန်တော်တို့ဘေးညာတွန်းသွားတာတို့ကျွန်တော်တို့ဒီ rotate လုပ်သွားတာတို့ပို့ပြီးတော့စာတိုးကြီးတာတို့เนาะကျွန်တော်တို့ဆွဲပြီးတော့ဆန့်တာတို့ဒါမျိုးတွေကျွန်တော်တို့ရှိတယ်ပေါ့ transform ပေါ့เนาะအဲ့တော့ image နဲ့ပတ်သက်ပြီးသုံးလို့ကောင်းတာဒီ filter ကတော့အရင်သုံးလို့ကောင်းတယ် image တွေနဲ့ပတ်သက်ပြီးเนาะဒါပေမဲ့ကျွန်တော်တို့ဗာလေးထည့်မလဲဆိုတော့ transition ကတော့အမြဲတမ်းထည့်ရမယ် transition ဘာကြောင့်ထည့်လဲဆိုတော့အဝင်အထွက်လေးကိုကျွန်တော်တို့ကပို့ပြီးတော့ကောင်းကျင်လို့ပေါ့เนาะအဲ့လိုမလုပ်ဘူးဆိုရင် setup ကြီးဖြစ်သွားလိမ့်မယ်အဲ့တော့ဒါဆိုရင် image လေးကိုကျွန်တော် hover နှိပ်ရင်ပွားကျင်တာဖြစ်တဲ့အတွက် hover ဆိုပြီးကျွန်တော်ပြီးလိုက်မယ်ကျွန်တော်ဘာသုံးရလဲဆိုတော့ filter ကိုသုံးမယ်ပေါ့เนาะအဲ့တော့ filter မှာဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာ blur effect တွေရှိတယ် blur effect ကြတော့သူကဝါတာပေါ့နော်ဝါတာ pixel နဲ့ပြတယ် pixel များလေဘာဖြစ်လဲဆိုတော့ဝါလေပဲအဲ့တော့ဒါဆိုရင်ကျွန်တော်အခုချိန်မှာ10 pixel လို့ကျွန်တော်ရေးလိုက်မယ်ကျွန်တော်တို့ဒီမှာရှိတာကစရှိတဲ့အချိန်မှာထားပါတော့ဒီကောင်လေးက0 pixel ဆိုပါတော့အဲ့လိုမလုပ်တော့စလာခြင်းမှာ10 pixel ရှိတယ်ပေါ့နော်ကျွန်တော်တို့ hover ထောက်လိုက်ရင်အဖြစ်သွားလဲဆိုတော့0 pixel လောက်မယ်လို့ရေးလိုက်မယ်ပေါ့အဲ့တော့ transition ထားတာဖြစ်တဲ့အတွက်အဝင်အထွက်လေးမှာပို smooth ဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ဒီ0.5 second smooth ဖြစ်မှာပေါ့ဒါဆိုရင်ကျွန်တော်တို့ကြည့်နေတာအားလုံးဒီဘာလဲဆိုတော့10 pixel 10 pixel ရန်ဝါတယ်ပေါ့နော်ကျွန်တော်5လောက်တော့ထားလိုက်ဒါဆိုရင်ကျွန်တော်တို့စာပိုင်း5 pixel ကျွန်တော်တို့ဒါကိုကာစာထောက်ရင်ဘာဖြစ်သွားလဲဒီကောင်လေးကိုထောက်တဲ့ကောင်လေးကကြီးလင်းလေးပေါ်သွားတယ်ပေါ့နော်ဘယ်နေရာမှာကောင်းလဲဆိုတော့ဥမာ movie ပေါ့နော် movie ဒီလိုမျိုးလေးတွေဟိုလုပ်တဲ့အခါဟိုကောင်းတယ်ပေါ့နော်ဒီပုံလေးလုပ်လိုက်မယ်ဒီမှာ avatar ပေါ့နော် avatar copy image address ယူလိုက်မယ်ဒီမှာကျွန်တော် avatar ပုံထည့်လိုက်မယ်ပေါ့နော်အားလုံးကိုထည့်လိုက်မယ် page ချလိုက်ပါအဲဆိုရင်အားလုံးဒီမှာထည့်လိုက် avatar ပုံလေးပေါ့နော်ကျွန်တော်နှိပ်ရင်ပါဖြစ်တယ်ကြည်သွားတယ်
ကိုနှိပ်လိုက်တဲ့ avatar လေးတွေဒါကြီးသွားတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံလေးရလဲကျွန်တော်တို့ project လေးမှာအရန်ထည့်သုံးလို့ပါမယ်အရန်ဝါးတယ်လို့ခံစားရင်ကျွန်တော်နည်းနည်း short လိုက်နော်3လောက်နော်ကျွန်တော်တို့ဒီမှာဒါဆိုရင်ကြည့်လိုက်ရင်ဒါကြီးသွားတယ်ပေါ့နော်ကိုနှိပ်တဲ့ဟာလေးကြီးသွားတယ်အဲ့တော့နှိပ်လိုက်ရင်ဝါးသွားတာကြီးကကြတော့နည်းနည်းဟိုပါပေါ့နော်တမယိုးကြမဖြစ်ဘူးနော်ကိုနှိပ်လိုက်ရင်ကြီးလာတာကတော့ပိုကောင်းတာပေါ့နော်အဲ့တော့ဆက်လာခြင်းမှာ3 pixel ဝါးတယ်ဒီကောင်က pixel များလေဘာဖြစ်လဲကျွန်တော်တို့ဝါးလေပဲနော်63လောက်ထားလိုက်ဘာဖြစ်လဲအရန်ဝါပါပြီเนาะကျွန်တော်နှိပ်တဲ့ဟာပဲမဖြစ်တာလဲဆိုတော့ကြီးသွားမယ်เนาะဒီလိုပုံစံမျိုးပေါ့เนาะအဲ့တော့ဒါလေးရှိမယ် fader เนาะ fader လေးကျွန်တော်တို့သုံးလို့ကောင်းတယ် fader ပါလဲဆိုတော့ဝါပြီလားအဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ brightness fader အဲ့ဒီ image တွေမှာအရန်သုံးလို့ကောင်းတယ်ပေါ့เนาะ brightness တို့ contrast တို့ drop shadow grayscale hue rotate အဲ့ဒါအကုန်သုံးလို့ရတယ်ပေါ့เนาะတစ်ခုချင်းပြမယ်เนาะအဲ့တော့ brightness ဒီလည်းပါလဲဆိုတော့0ကပုံမှန်ပဲเนาะ 100% ဒီကျွန်တော်တို့ပိုးလင်းတယ်เนาะ0နဲ့ 100% ကြားကိုသွားတာပေါ့เนาะစလာခြင်းမှာကျွန်တော်ဒီကောင်0%ထားလိုက်မယ်တကယ်ကျွန်တော်ကိုကဟိုပါထောက်တဲ့အခါမှာဒီကောင်ကပါလဲဆိုတော့ပုံမှန်ထက်20%လောက်နင်းလာမှာပေါ့เนาะဒါမျိုးလေးထားလိုက်ဒါဆိုရင်အဲ့ဒါ0%အမောင်ဆုံးเนาะ90ကပုံမှန်လားမသိဘူး sorry တရားပုံမှန်ကျွန်တော် sorry နည်းလွဲပါတရားပုံမှန်ပေါ့နော်တရားထက်ကျော်ရင်ပိုလင်းလာ0ဆိုရင်လုံးဝအပိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်က120ထားလိုက်တရားတော့ original color ပေါ့နော်120ဆိုပိုလင်းတော့ဒါဆိုရင်ဒါဒီအားလဲဆိုတော့ original color ကျွန်တော်နှိပ်လိုက်ရင်ဘာဖြစ်သွားလဲပိုပြီးတော့အရောင် color ပိုတောက်သွားတယ်ပေါ့နော်နှစ်ဆလောက်တောက်စေချင်တယ်ဆိုရင်လည်း200လောက်ထားလိုက်ပေါ့ဒါပူမူရင်းဟာတက်ပါလဲဆိုတော့နောက်တစ်ဆထပ်တောက်ဒါမျိုးတွေပေါ့နော်ကိုပေးခြင်းဒါမျိုးပေးလို့ရတယ်အဲ့တော့လှမယ်ထင်တာလေးကြီးသုံးတော့เนาะကို project နဲ့ဒါဒီ brightness ဒီဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့အလင်းမှာချိန်တဲ့နေရာမှာသုံးတယ်အဲ့တော့နောက်တစ်ခုကကျတော့ grayscale အဲ့တော့ grayscale ကျတော့သူကဒါလည်း percentage နဲ့ပဲသွားတာပေါ့เนาะအဲ့တော့ဒီမှာ0%ဆိုရင် normal ပေါ့เนาะကျွန်တော်တို့ဒီကောင်လုပ်တဲ့အခါမှာကျွန်တော်တို့100%ဆိုရင်တော့သူကပါလဲဆိုတော့လုံးဝgrayscale ဖြစ်တဲ့အတွက်ပါလဲဆိုတော့လုံးဝခဲအောင်ပဲသွားเนาะဒါမျိုးလုံးဝအဖြူမဲပြောက်သွားမယ်ဒါမျိုးပေါ့เนาะအဲ့လိုပုံစံအဲ့တော့ဘယ်လိုသုံးလို့ကောင်းလဲဆိုတော့စလာခြင်းမှာဒီလိုမျိုးလေးထားလိုက်100လောက်လိုက်ကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာ color ကို0%ထားလိုက်ဒါဆိုရင်စလာခြင်းမှာဒါမျိုးတွေနှိပ်လိုက်တဲ့ခါပါဖြစ်တာအရောင်လေးတက်သွားတယ်ပေါ့เนาะအဲ့လိုမျိုးသုံးခြင်းရင်တော့ပိုလှတာပေါ့ကိုယ့်ရဲ့ website မှာအဲ့လိုမျိုးပေါ့เนาะထည့်သုံးခြင်းတဲ့အခါမျိုးတွေရှိရင်သုံးလို့ရတယ်အဲ့တော့ grayscale လေးရှိမယ်နောက်ပြီးကျွန်တော်တို့ဗာလေးရှိမလဲဆိုတော့contrast ကကြတော့ဟိုပါပေါ့အလင်းအမောင်သူကအမဲဟိုဘယ်လိုပြောရမလဲကို color ဆိုးသွားတာပေါ့เนาะဥမာအမဲတဲ့ဆိုရင် contrast များရင်လုံးဝပုံမဲသွားတယ်နီရင်လည်းပုံနီသွားတယ်เนาะအဲ့လိုမျိုးအလင်းအမောင်ရဲ့ခြားနာမှုကိုသူကချိန်နေတာ0%ဒီဘာလဲဆိုတော့ကျွန်တော်လုံးဝအမောင်ပေါ့เนาะအပိတ်ကျွန်တော်နှိပ်လိုက်တဲ့အခါမှာကျွန်တော်100%ဆိုရင်เนาะဒါဒီကျွန်တော်မူရင်းတက်မှုရပေါ့เนาะအဲဆိုရင်မူရင်းတက်မှု100ဒီမူရင်းဘာနဲ့သွားတူလဲဆိုတော့ရှေ့က fader နဲ့တူတယ်ပေါ့เนาะအဲ့တော့စလာခြင်းမှာကျွန်တော်100%ထားလိုက်မယ်နှိပ်လိုက်တဲ့အခါမှာကျွန်တော်150လောက်ထားမယ်အဲ့တော့ပိုးပြီးတော့ brightness လို့ပဲဗျာ brightness က100% ဆို original contrast လည်းဒီတိုင်းပဲ100% ဆို original အဲ့တော့ပိုးများရဲဆိုရင်ဘာဖြစ်သွားမလဲပိုတောက်သွားမယ်ရော့သွားရင်ပိုမိန်သွားမယ်ဒီသဘောမျိုးဒီကောင်ကကြာ contrast ကြတော့ပိုပြီးတော့ရင့်သွားတာเนาะဒီမှာဒီလိုမျိုးရင့်သွားတာเนาะကျွန်တော်တို့အဓိကကတော့ဟိုပါပေါ့เนาะ color တွေကပိုပြီးတော့တောက်သွားတာပေါ့เนาะဓာတ်ပုံမှာဆိုရင်လည်းရှိတယ်ဗျာ contrast တွေရှိတယ် brightness တွေရှိတယ်အများကြီးပဲအဲ့တော့အဲ့သဘောမျိုးပါပဲเนาะအဲ့တော့ကိုအဆင်ပြေတဲ့ဟာလေးတွေသုံးပေါ့เนาะအဲ့တော့ဒါလေးတွေလည်းသုံးလို့ကောင်းပါတယ်เนาะအဲ့တော့ဒါလေးတွေရှိမယ်နောက်ပြီးကျွန်တော်တို့ဘာရှိမလဲဆိုတော့ hue rotate ဆိုတာလည်းရှိသေးတယ်ဒီကောင်ဒီဘာလဲဆိုတော့ကျွန်တော်တို့ color ရဲ့ဟိုပါပေါ့မူတည်သွားတာပေါ့เนาะသူကဘယ်လိုပြောကျွန်တော်တို့ထားပါတော့ရေးပဲပြလိုက်ရှင်းရတာပိုခက်တယ်ပေါ့နော်ရှင်းရတာပိုခက်တယ်အဲ့တော့ဟိုဖြစ်ရင်ကျွန်တော်ရှင်းပြမယ်100%ရှင်းပြကျွန်တော်တို့ဒီက pixel လားမသိဘူးနော်နော်ကျွန်တော် CSS hue rotate ကဘာနဲ့သုံးတာလဲဆိုတော့သူကdegree နဲ့သုံးတာเนาะ DEG sorry ကျွန်တော်တို့0 degree တော့ကျတော့ degree နဲ့ကျွန်တော်ထားပါ360
ဒီကောင်တွေတော့ကျွန်တော်တို့တိတ်ပြီးမတော်ဘူးဘာလို့လဲဆိုတော့ကလာကြောင်လို့ပေါ့နော်ဟိုထဲ့တဲ့ခိုင်တဲ့တော့ကြည့်ကြည့်လိုက်အရန်ကြောင်တယ်ဒီလိုမျိုးနော်ဒီမှာအဲ့လိုမျိုးအဲ့လိုကလာအဲ့လိုပေါ့နော်ဘယ်လိုပြောမလဲနည်းနည်းကြောင်နေပေါ့နော်သုံးရတဲ့ဟာလေးတွေ effect လေးတွေကကြောင်တယ်အဲ့တော့တိတ်မသုံးဘူးကျွန်တော်တို့သုံးတာဆိုရင် blur တို့ brightness တို့ grayscale ရောက်တိတ်တော့ဒီ blur ရဲ့ brightness ကဒီနှစ်ခုပဲသုံးတာများပါတယ်။ဘာလို့လဲဆိုတော့နည်းနည်းဝါးနေတာလေးကြည်လာပိုးလင်းလာနည်းနည်းပေါ့နော်။ဟိုကျွန်တော်တို့ filter နဲ့တွဲသုံးနေဆိုရင်ဟိုဟာနဲ့ transform နဲ့သုံးရင်သုံးလို့ကောင်းတယ်။ကိုနှိပ်လိုက်တဲ့ဟာလေးကနည်းနည်းလေးပိုးတောက်လာပြီးတော့ဟိုပိုးပြီးတော့လင်းလာပြီးတော့အပေါ်လေးကိုမြောက်သွားမယ်ဒီလိုပုံစံမျိုးလေးပေါ့နော်။ဒီလို effect လေးကျွန်တော်တို့ထည့်ချင်တယ်ဆိုရင်လည်းထည့်လို့ကောင်းတယ်။ဒီ hue တို့ rate တို့ဘာလို့ကြတော့နည်းနည်းပေါ့နော်။နည်းနည်းလေးကြောင်သွားတော့တိတ်မသုံးကြည့်ဘူးနော်။အဲ့တော့ဒါမျိုးလေးရှိမယ်။ဒါမျိုးပေါ့နော်။ပြီးရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒါလေးเนาะဒါလေးကတော့ကျွန်တော်အများဆုံးသုံးတဲ့ကောင်လေးပါเนาะโอเคအဲ့တော့ဒီဟာလေးတစ်ချက်လောက်စမ်းကြည့်ပါအောင်เนาะဒီ filter လေးနဲ့ပတ်သက်ပြီးတော့ဒါလေးရောเนาะအဲ့ပြီးရင်နောက်ကြရင်ကျွန်တော်တို့ project ရေးတဲ့အခါကျရင်အဲ့ကောင်လေးတွေထည့်ပြီးတော့သုံးဖို့ရှိရပေါ့เนาะဒါလေးတွေတစ်ချက်လောက် try ကြည့်ပါအဲ့တော့ပြီးရင် screenshot လေးတစ်ချက်လောက်ပို့ထားလိုက်ပေါ့เนาะဒါမှပဲကျွန်တော်တို့ပြီးပြီဆိုရင်နောက်ထပ်အသစ်တစ်ခုထပ်ပြီးတော့တက်လို့ရမှာပေါ့เนาะနောက်ထပ်